ကျွန်တော်တို့နေ့တိုင်းလူတွေနဲ့ထိတွေ့ဆက်ဆံနေရတယ်ဒါပေမဲ့လူတယောက်ရဲ့ဇယက်ကိုဘယ်လိုသိနိုင်မလဲလူတယောက်ကိုနားလည်ဖို့နှစ်ပေါင်းများစွာကြာနိုင်တယ်လို့ထင်ကြတယ်မလားတကယ်တော့လူတွေရဲ့အပြုအမူသေးသေးလေးတွေကသူတို့ရဲ့တကယ် personality ကိုဖော်ပြနေတယ်ဆိုတာယုံမှမလားအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့လူတယောက်ရဲ့တကယ်ဇယက်ကို psychology ဆိုင်ရာလေ့လာတွေ့ရှိချက်တွေအရကျွန်တော်တို့ရဲ့ဘဝအတွက်သင်ခန်းစာဖြစ်စေမဲ့အချက်၆ချက်အပြင်နောက်ဆုံးမှာကျွန်တော်တို့ဘဝအတွက်တကယ်ကိုပြောင်းလဲစေမဲ့လက်တွေ့အသုံးချအချက်လက်တွေကိုပါညှဝေပေးတော့မှာပါဒါကတကယ်ကိုအရေးကြီးတဲ့သင်ခန်းစာပါလူတစ်ယောက်ကမင်းကိုဘလောက်ပဲယဉ်ကျေးနေပါစေသူထက်အောက်နေတဲ့သူတွေဝန်ဆောင်မှုပေးတဲ့သူတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံရင်မင်းကိုလည်းအချိန်တည်းအဲ့ဒီလိုပဲဆက်ဆံလာမှာပါလူတစ်ယောက်ရဲ့တကယ်စရိုက်ကသူ့ထက်အာဏာရှိတဲ့သူတွေကိုဘလို့ဆက်ဆံလဲဆိုတာမဟုတ်ဘူးသူ့အတွက်ဘာမှပြင်မရနိုင်တဲ့သူတွေကိုဘလို့ဆက်ဆံတယ်လဲဆိုတာပါပဲဒါကစိတ်ပညာမှာ compensation mechanism လို့ခေါ်ပါတယ်လူတစ်ယောက်ဟာသူ့ကိုယ်သူဘလောက်တော်တယ်ဘလောက်ချမ်းသာတယ်ဘလောက်အောင်မြင်တယ်ဆိုပြီးအမြင့်ကျွမ်းနေပါစေတကယ်တည်းမှာအတွင်းစိတ်ထဲမှာမလုံခြုံမှုဆိုတဲ့ insecurity ကြီးမားစွာခံစားနေရလို့ပါတကယ်ပြည့်စုံတဲ့သူတကယ်အောင်မြင်တဲ့သူကကိုယ့်ကိုယ်ကြွဖို့အချိန်မရှိပါဘူးသူတို့ရဲ့အောင်မြင်မှုနဲ့လုပ်ရက်တွေကပဲသူတို့အတွက်ပြောပြပေးတော့တာပါနှိမ့်ချတဲ့သူတွေဟာအပြောထက်အလုံးနဲ့တက်တည်ကြလေရှိပါတယ် delegate တို့ job visa တို့ကိုကြည့်ပါသူတို့ကငါဘယ်လောက်ချမ်းသာတယ်လို့ပြောလုံးထုတ်လို့မရှိပါဘူးတကယ်ရှိတဲ့သူတွေကနှိမ့်ချတတ်ကြတယ်ဒါကြောင့်လူတစ်ယောက်အရင်ကြွနေရန်တတိထားပါသူ့မှာတကယ်ပြစရာဘာမှမရှိလို့ဖြစ်နိုင်တယ်မိတ်ဆွေတွေမိသားစုတွေကိုကောင်းကောင်းဆက်ဆံတာလူတိုင်းလုံနိုင်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဆက်ဆံရေးတွေစီကနေရှင်းရှင်းမြစ်တာတွေဒါမှမဟုတ်လေးစားအတိမတ်ပြုမှုတွေတစ်ခုခုပြန်ရနိုင်လို့ပါဒါပေမဲ့ကိုယ့်အတွက်ဘာအကျိုးမှမရှိတဲ့ဘေတော့မှပြန်တွေးချင်မှတွေးတော့မှသစိမ့်တစ်ယောက်ကိုကျန်နာစိမ့်နဲ့ကူညီပေးတဲ့သူဟာတကယ်အတားကန်းတဲ့စိတ်ထားပိုင်ရှင်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်လူတစ်ယောက်ကို personality ကိုစစ်ကြည့်ချင်ရင်သူနဲ့မသိတဲ့သစိမ့်တွေကြားမှာဆက်ဆံရေးကိုစောင့်ကြည့်လိုက်ပါအဖြေကရှက်ရှက်ထွက်လာပါလိမ့်မယ်ရမောင်းတဲ့အခါလူတစ်ယောက်ရဲ့စိတ်ရှင်မှုသိခံနိုင်မှုတခြားသူတွေကိုလေးစားမှုအကုန်ပေါ်လာတယ်။မွင်းပိုက်ထဲမှာအမြဲဖွင့်တီးတဲ့သူကြော်တက်တဲ့သူစေးကဲမလိုက်တဲ့သူအဲ့ဒီလူကဘဝမှာလေစိတ်မရှိတဲ့ဘူးဗျ။သူများကိုမလေးစားတဲ့ဘူးဆိုတာသိနိုင်တယ်။ရမောင်းတဲ့ပုံစံကလူတစ်ယောက်ရဲ့ဇယက်ကိုထင်ဟဲစေတဲ့မဲ့တစ်ချက်ပါပဲ။ဒါကတကယ်ကိုလေးနေတဲ့စိတ်ပညာသဘောတရားပါ။လူတစ်ယောက်ဟာဒေါသထွက်တဲ့အခါအဲ့ဒီဒေါသဟာ secondary emotion ဖြစ်ပြီးတကယ် primary emotion ကိုဖုံးကွယ်ထားတဲ့ပါတယ်လူတစ်ယောက်ဒေါသထွက်တဲ့အခါအဲ့ဒီဒေါသရဲ့အောက်မှာတကယ်ရှိနေတာကကြောက်ရွံ့မှုနာကျင်မှုဒါမှမဟုတ်မလုံခြုံမှုတွေဖြစ်နေတတ်တယ်လူတစ်ယောက်ကိုသူဒေါသအတွက်အပြည့်မမြန်ခံခဏရက်ပြီးတွေးကြည့်မေးကြည့်ပါသူတကယ်ဘာကိုကြောက်နေတာလဲဒီလို perspective sense ရှိတာကလူတွေကိုပုံနှောက်လေဖို့ကူညီပေးပါလိမ့်မယ်နောက်ဆုံးအချက်ကတော့အင်မတန်ရှားပါတဲ့လူစားမျိုးပါလူအများကသင်ပြောတာကိုနောက်ထောင်နေတာမဟုတ်ပါဘူးသင်ပြောပြီးတာနဲ့သူတို့ဘာပြန်ပြောရမလဲဆိုတာကိုကြိုတွေးနေကြတာပါဒါပေမဲ့လူတစ်ယောက်ကသင်ပြောသမျှကိုတကယ်နောက်ထောင်ပေးတယ်ချားဖဲမပြောပြီးရှက်ရှင်းအကြံမပေးဘူးကိုယ့်ရဲ့ခံစားချက်ကိုနားလည်အောင်ကြိုးစားတယ်အဲ့ဒီလိုဟာအီကျူမြန်မာပြီတကယ်လူကောင်းဖြစ်ဖို့အလားလာရှိပါတယ်ဒီလိုလူမျိုးကိုဘွားမှာတွေးဖို့ဆိုတာသိရှားပါတယ်တွေးခဲ့ရင်တန်ဖို့ထားလိုက်ပါတကယ်တော့ psychology မှာလေ့လာစရာတွေအများကြီးကျန်ပါသေးတယ်မိတ်ဆွေနောက်ဆုံးနင်းကုတ်ရှုံးအနေနဲ့ဒီအချက်6ချက်ကိုပြန်ရှုံးရနံပါတ်1အားနည်းသူကိုဆက်ဆံပုံကလူတစ်ယောက်ရဲ့ personality အစစ်ကိုပြတယ်နံပါတ်2ကြွလေလေတကယ်မရှိလေပါနံပါတ်3သစိမ့်တွေကိုဆက်ဆံပုံကအဖြစ်ပေးတယ်နံပါတ်4ရန်မောက်ပုံကဘဝနေထိုင်ပုံကိုထင်ဟဲစေတယ်နံပါတ်5ဒေါသရဲ့အောက်ရှိမှာကြောက်ရွံ့မှုဖုန်ကွယ်နေတယ်နံပါတ်6တကယ်နားထောင်တဲ့သူကရှားပါတယ်ဒါပေမဲ့အခုပြောခဲ့တဲ့ psychology သင်ခန်းစာတွေကိုတခြားသူတွေကိုအပြေဖြတ်ဖို့အတွက်ပဲသုံးစရာမလိုပါဘူးဒီသင်ခန်းစာတွေကိုကိုယ့်ကိုယ်ကိုပြန်ကြည့်ဖို့အတွက်လည်းအသုံးပြုပါငါဘသူကိုများဘလို့ဆက်ဆံနေတယ်လဲငါမှကြွတဲ့အကျင့်ရှိရလားငါသစိမ့်တွေအပေါ်ကျန်နာမှုရှိရလားငါရေမောင်းတဲ့အခါစိတ်ရှင်နိုင်မှုရှိရလားငါဒေါသထွက်တဲ့အခါတကယ်ဘာကိုကြောက်နေတာလဲငါသူများစကားကိုတကယ်ရောနားထောင်ပြီးခေရလားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်ကိုယ်ကိုရိုးရိုးသားသားပြန်ဖြေကြည့်ပါဘာလို့လဲဆိုတော့တကယ်ပြောင်းလဲမှုဟာကိုယ့်ကိုယ်ကိုသိလာတဲ့နေ့ကစတာမို့လို့ပါတခြားသူတွေကိုပြောင်းလဲဖို့မကြိုးစားပါနဲ့ကိုယ့်ကိုယ်ကိုပြောင်းလဲလိုက်ပါအဲ့ဒီအခါသင်ပဲဝဲကြုံတစ်ခုလုံးပြောင်းလဲသောတာကိုအန်အောဖွေရတွေ့ရှိရပါလိမ့်မယ် Be the person you wish to find in others ကိုရှာရှင်တဲ့လူကောင်းမျိုးကိုယ်တိုင်ဖြစ်အောင်ကြိုးစားပါဒီနေ့ကစပြီးဘိုးကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ရှင်းလင်းတလင်းလောက်စတင်လှမ်းကြည့်လိုက်ပါဒီ
ဒီတန်ခန့်စာ6ချက်ထိကဘေးအချက်ကကိုယ့်အတွက်အထီးအမိန်ဆုံးလေးဆိုတာကို comment မှာရေးပြောခဲ့ပါအောင်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တင်ဖို့ရှိခဲ့တယ်ဆိုရင် like လုပ်ပေးပြီး channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ် psychology content တွေနဲ့ trading investment related video တွေပြန်နောက်ဆုံးရနည်းပညာသတင်းတွေကိုအပတ်စဉ်စူးစမ်းတင်ဆက်ပေးတတ်မှာမို့လို့ဘေးနာကခေါင်းလောင်းလေးကိုပါနှိပ်ထားပေးခဲ့ပါအဆုံးထိလိုက်ပါကြည့်ရှုပေးသည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့လည်းဗဟုသုတတစုံတရာရခဲ့မှန်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါ